ချင်းမိုင်ကိုဘတ်ဂျက်ထွေကလေးသွားခဲ့တဲ့ကုန်ကျစရိတ်အသေးစိတ်ကလေးကိုပြပြပေးမလို့ပါစိတ်ဝင်စားရဆိုရင်တော့ကြည့်ပေးပါအောင်ရှင်လုံးဝ very budget ပါနော်ရထားလက်မှတ်အသွားလက်မှတ်ကိုတော့ဒီ station မှာပဲဝင်ခဲ့တယ်ပေါ့နော်နာမည်လေးရေးပြထားတယ်428ဘတ်ပဲပေးရတယ်ပြီးတော့ဒီ ticket မှာဝင်လည်းအတူတူပဲဆိုတော့ application down ပြီးတော့အဲ့ဒီကနေပဲအပြန်လက်မှတ်ကိုဝယ်ခဲ့တယ်1 2ကိုကတော့ confirm လုပ်ပါအောင်ဈေးရမ်းများပါတယ်300 200 300 400အဲ့လောက်กว่าပါတယ်ဒါကတော့ဖန်နဲ့စီပေါ့နော် second club ပါချာကလက်တွေကခုံနေမရတော့ပါဘူးယထာနဲ့သွားခြင်းအကြောင်းရင်းကြတော့ budget တွေဆို2မျိုးရှိရပေါ့နော်ယထာနဲ့ရ bus ကားနဲ့ရကားမှုတဲ့အတွက်ကြောင့်မလို့ယထာကိုပဲယူလိုက်တယ် long distance train နဲ့မစီးဘူးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ယထာနဲ့သွားရင်ဒီလိုမြင်ကွင်းလေးမြင်ရပါတယ်ချင်းမိုင်ရောက်တဲ့ခါကျလို့ရှိရင်ပိုးငားလို့ရှိရင်ကိုသွားခြင်းတဲ့နေရာပေါ်မူတည်ပြီး60 90ပဲကြာတက်ပါတယ်ချင်းမိုင်မှာတော့ဒီ very budget ပေါ့နော်ဒီ hotel လေးမှာတက်ခဲ့ပါတယ်ဝင်နာအင်လို့ခေါ်တယ်ပေါ့နော်အခုရာနဲ့ပုံလုံးလိုက်တာဖြစ်ပါတယ်တညကို400ဆိုတော့2ယောက်တစ်ယောက်တစ်ဝက်ခွဲမယ်ဆိုရင်တစ်ယောက်ကို200ပဲကြာတက်ပါတယ်အားလုံးပေါင်းစုပေါင်းတိုးတဲ့ကုန်ကျစရိတ်ကတော့1350ပဲဖြစ်ပါတယ်စားစရိတ်တွေပါတော့မပါဘူးပေါ့နော်ဆိုတော့နောက်ဘလော့လေးမှာထပ်တွေ့ပါမယ်ရှင်ဘိုင်